သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တကူရဲလဆန်း10ရက်2011ခုနှစ်ဖေဖော်ဝါရီလ13ရက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်မဟာအောင်မြေရွှေသားလျောင်းဓမ္မဗိမာန်တော်တွင်ဆင်ရင်ကျင်းပပြုလုပ်အပ်သောယရနာလူငယ်ဗုဒ္ဓဒေသနာတော်ပြန်ပွားရေးအဖွဲ့၏၄နှစ်ပြည့်အထိမ်းအမှတ်တရားတော်များကိုပူဇော်ခြင်းအထူးဓမ္မသဘင်အခမ်းအနား၌ချမ်းမြတ်သာစီမြို့နယ်64လမ်းနာကြီး1မြင်းဆောင်98နှစ်မိခင်ကြီးတော်တောင်းစိန်အားယေရှု၏ပုညိုဝင်းတော်တန်းတင်သာသမီမြေမြင့်တစုတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်စိတ်အညစ်အကြေးများကိုဖယ်ရှားခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ခြင်းလည်းအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးပုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးမရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပါလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်အညစ်အကြေးများကိုဖယ်ရှားခြင်းဘုရားမြတ်စွာရဲ့အဆုံးအမဖြစ်တဲ့ဘုရားဒေသနာတော်အရာနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်တစ်ခုကျင့်ကြံကြိုးကုပ်အထောက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဏှာဝဆင်းရဲတဲ့မှာကျင်လီနေရတဲ့အခိုက်အတန့်အခါကာလမှာဆင်းရဲဒုက္ခတွေနည်းနိုင်တယ်နည်းသွားအောင်ကျင့်သုံးနေထိုင်ခြင်းအတွက်ဖြစ်စီစိတ်ဖြူစင်အောင်လုပ်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ညစ်နွမ်းနေလို့ရှိရင်အခြေအနေဇိုးတစ်ခုကို
ရင်ဆိုင်ရလိမ့်မယ်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခဒုက္ခတိဆိုတာအပေငရဲအပေဆင်းရဲကိုရည်ညွှန်းတဲ့စကားဖြစ်တော့လဲဒုက္ခသဂတိဒုက္ခတိဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရာအပေငရဲကြတာဟာဒီတဲ့ပြင်းထန်တဲ့ဆင်းရဲဒုက္ခဖြစ်တယ်သို့တော့စိတ်ညစ်နွမ်းနေလို့ရှိရင်အပေငရဲမကြတောင်မှဒုက္ခတွေကြုံတွေ့နိုင်တယ်လို့သူတို့ပြောတယ်နော်ဒါကြောင့်မို့စိတ်ညစ်နွမ်းနေလို့ရှိရင်ဒုက္ခရဲ့အနေအထားကိုဖြစ်ပေါ်စေနိုင်တယ်ဒုက္ခရောက်နိုင်တယ်ဒုက္ခကိုသာမျောလင့်နိုင်တယ်သို့သောလူတွေကမျောလင့်နေတာဒုက္ခကိုမျောလင့်တာမိတို့မျောလင့်တဲ့ဒုက္ခရမှာမဟုတ်ဘူးတဲ့ဒုက္ခကိုပဲရစိတ်တွေတန်ကိလေထေဒုက္ခတိပါတိကင်္ခတပံစိတ်တွေဝိတုဒ္ဓေဒုက္ခတိပါတိကင်္ခစိတ်စင်ကြယ်တန်ကျင်းပြီဆိုလို့ရှိရင်ဒုက္ခတိဘုံသို့မဟုတ်ဒုက္ခတဂတိချမ်းသာဒုက္ခရဲ့ဖြစ်ပေါ်လာဖို့ရအတွက်မျှော်လင့်နိုင်တယ်ချမ်းသာဒုက္ခဖြစ်လာနိုင်တယ်လို့အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်စိတ်နိုင်ရင်ဒုက္ခရောက်တတ်တယ်စိတ်ဖြူစင်လို့ရှိရင်ချမ်းသာဒုက္ခရနိုင်တယ်အဲ့ဒါလို့ဆိုလိုတာအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာပြုပြင်ဖို့ဟောတဲ့တရားတွေကြီးပဲအဓိကရိုးဆိုတာကတော့တာမန်လောက်ပဲသို့တော့ဒီကနေ့လောကသားတွေကအရေးတကြီးအလေးထားပြီးတော့ပြင်းနေကြတာဘာတွေတုံးဆိုရုပ်ပဲပြင်းနေကြတာကောင်းမောကဆာမင်လေးလှအောင်ပြင်းတယ်ကိုယ်မျက်နှာလှအောင်ပြင်းတယ်ဝတ်တဲ့အဝတ်စားတွေလှအောင်ပြင်းတယ်ကိုယ်ပတ်ဝန်းကျင်တွေလှအောင်ပြင်းတယ်သို့သောစိတ်ကိုပြင်ဆင်ဖို့စိတ်ကိုလှအောင်ပြင်ဖို့ဆိုတာကြတော့တတိမရတဲ့လူကရာခိုင်နှုန်းများများဆိုလိုတာကစိတ်မှမလှရင်ရုပ်လည်းမလှနိုင်ဘူးလို့စိတ်ကိုအဓိကထားဟောတဲ့ဒေသနာဖြစ်လို့မြတ်စွာဘုရားရဲ့ဒေသနာကိုအပေါ်ယံလေးလေ့လာတဲ့ပုဂ္ဂိုလ်အချို့ကဘုရားရဲ့ဟောပြောချက်ဟာသို့မဟုတ်ဗုဒ္ဓဝါဒဟာ idealism ဆိုပြီးတော့ပြောကြတယ် idealism ဆိုတာစိတ်တာပဓာနစိတ်တာအရှိတရားအဖြစ်လက်ခံ idealism လို့ခေါ်မြတ်စွာဘုရားကအဲ့ဒါလို့မဟောဘူးစိတ်တာရှိတယ်လို့ဟောတာမဟုတ်ဘူးစိတ်ကိုပြင်ဆင်ရမယ်လို့သာဟောတာစိတ်ကိုဖြူစင်အောင်ထားရမယ်လို့ဟောတာစိတ်တာအရှိတရားဒီလိုပြောတာမဟုတ်ဘူးစိတ်ဟာအဓိကလို့ဒီလိုပြောတာလည်းမဟုတ်ဘူးစိတ်ဖြူစင်အောင်လုပ်ရမယ်အဲ့တော့သူတို့ဖွင့်ဆိုတဲ့ idealism ဆိုတာ ਨੇ တခြားစီဒါကြောင့်မို့ဘုရားဝါဒဟာတချို့ပြောသလိုနံဝါဒ idealism မဟုတ်ဘူးလို့ဒီ idealism ရဲ့စံကျင်ဘက်ကတော့ materialism လို့ခေါ်တယ်ရုပ်ဝါဒဆိုတာရုပ်တာအရှိတရားစိတ်ဆိုတာရုပ်ကိုအကြောင်းပြုပြီးတော့ဖန်တီးဖြစ်ပေါ်လာတဲ့အရာလို့ဒီလိုအမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်းရှိတာအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေးလံကြည့်မယ်ဆိုလို့ရှိရင်ရုပ်တာအရှိတရားမဟုတ်ဘူးရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစွမ်းရည်တတိဆိုတာရလာတယ်ဝိတ္တိမဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ရူပနိဋ္ဌိဇံရုပ်ကြည်တက်တက်မှာဘာမှပါဝါမရှိပါဘူးတဲ့ရုပ်ကြည်တက်တက်ကစကားလည်းမပြောနိုင်ဘူးစားလည်းမစားနိုင်ဘူးသွားလည်းမသွားနိုင်ဘူးဒါမှမဟုတ်နိဋ္ဌိဇံရုပ်တက်တက်ပါဝါမရှိဘူးစွန့်ရည်တတ်တယ်မရှိဘူးလို့ပြောတယ်နာနဲ့ပေါင်းစပ်မှနန္တရားနဲ့စိတ်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာရုပ်ဟာစကားပြောတယ်စားတယ်သွားတယ်စသဖြင့်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ
ဒါကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားဒီဟောထားတဲ့တရားတော်တွေဟာမြတ်စွာဘုရားကိုယ်တိုင်ကတန်ဋိဋ္ဌိကိုကိုယ်တိုင်မြင်နိုင်တယ်လို့ပြောထားတာကိုမကြည့်ရင်တော့မမြင်ဘူးပေါ့လောကမှာတတိမမှုဂူမမြင်ဆိုတာဒါကြောင့်မို့တတိတံစင်ညာကိုအရင်ထူထောင်ရတတိရှိရမယ်ကိုယ့်ရဲ့အခြေအနေကိုကိုယ့်အကိုထိုင်ပြီးတော့လေ့လာကြည့်စိတ်ကိုလေ့လာတယ်ရုပ်ကိုလေ့လာအဲ့ဒီလေ့လာတာကိုပဲဒီကနေ့ခေတ် meditation လို့ခေါ်တာအဲ့တော့ကမ္မထာထုတ်တယ်ကမ္မထာထုတ်တယ်အဓိပ္ပာယ်ကိုယ့်ကိုပြန်လေ့လာကိုယ့်စိတ်ကိုလေ့လာတယ်ကိုယ့်ရုပ်ကိုလေ့လာစိတ်အခြေအနေတွေဘယ်လိုဖြစ်တယ်ရုပ်အခြေအနေတွေဘယ်လိုဖြစ်တယ်သိအောင်လေ့လာအဲ့ဒါလိုလေ့လာမှသိတာမလေ့လာလို့ရှိရင်မသိဘူးဒါကြောင့်မို့ဒါတွေကလေ့လာလိုက်ပဲဆိုလို့ရှိရင်အခြေအနေတွေကိုအကုန်သိလာရုပ်ကိုယ်တိုင်လည်းနိဋ္ဌိစပါဝါမရှိဘူးလို့ဟောတာမဟုတ်ဘူးမြတ်စွာဘုရားနာမံပိနိဋ္ဌိစံနန္တရားဟာလည်းပဲသူ့ကြည်တက်တဲ့ဆိုပါဝါမရှိဘူးဟုတ်တယ်လေနာကြီးတက်တဲ့ဘယ်လိုလမ်းလျှောက်နာကြီးတက်တဲ့လမ်းလည်းမလျှောက်နိုင်ဘူးထမင်းလည်းမစားနိုင်ဘူးစကားလည်းမပြောနိုင်ဘူးနာကြီးတက်တဲ့ဆိုဟောနှစ်ခုပေါင်းလိုက်ပြီဆိုလို့ရှိရင်နာကစကားပြောခြင်းတော့ရုပ်ကပြောပေးရတယ်နာကစားခြင်းတော့ရုပ်ကစားပေးရတယ်နှစ်ခုပေါင်းလိုက်မှအလုပ်ဖြစ်တယ်လို့ပြောဝိတ္တိမတ်မှာတေချာလေးလာကြည့်အဲ့ဒီလိုဟောထားတာဟာမြတ်စွာဘုရားရဲ့အလိုကြပဲအဲ့တော့မြတ်စွာဘုရားရဲ့ဝါဒကိုရုပ်တာအရှိတရားလို့ဆိုတဲ့ materialism လို့လည်းပြောလို့မရဘူးနန္တာအရှိတရားလို့ပြောတဲ့ idealism လို့ပြောလို့မရဘူးဒါကြောင့်မို့ပြောနေပြောလိုက်တာကတော့ဘာလဲလို့ဆိုရင် realism လို့ပဲပြောလို့ရတယ် realism ဆိုတာအမှန်ကိုဖော်ပြတဲ့ဝါဒတကယ်လက်တွေ့အရှိကိုသာလည်းပြောတယ်အမှန်ကိုသာလည်းပြောတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားတရားတော်တွေကအမှန်သိအောင်ကြိုးစားအထောက်ကြအမှန်မသိသေးတဲ့ပြတန်တရားမလွတ်ဘူးအမှန်မသိရင်အမှားသိနေတယ်အမှားသိနေတာကိုအဝိဇ္ဇာလို့ခေါ်တာပဲအဲ့ဒီအဝိဇ္ဇာရှိနေလို့ရှိရင်သင်္ခါရလို့ဆိုတဲ့ဘဝတစ်ခုကိုတိဆောက်ပြုပြင်နိုင်တဲ့ကံတရားတွေကိုလုပ်အဝိဇ္ဇာဆိုတဲ့ကိလေသာသင်္ခါရဆိုတဲ့ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာဝိညာဏလို့ဆိုတဲ့ဘဝရဲ့အစတစ်ခုဖန်တီးတယ်ဝိညာဏဆိုတာရေဝင်ရအဖြစ်ပြောတဲ့စကားသင်္ခါရဖြစ်เสียဝိညာဏနဲ့မကဘူးအတိညတပြမဘုံကြတဲ့အခါကျသင်္ခါရဖြစ်เสียဇီဝိတနဝကရုပ်ကိုဖန်ဆီးပေးတယ်လို့ဒီလိုပြောရုပ်တာရှိတဲ့ဘုံကြတော့ဝိညာဏမဟုတ်တော့ဘူးပေါ့အဲ့တော့ဆိုလိုတာကအမှန်မသိလို့ရှိကံနေရှိလာလိုက်ကောင်းကံဆိုးကံဆိုတာရှိလာလို့ရှိရင်ဘဝတစ်ခုကပေါ်လာလိမ့်မယ်ဒါဟာအဓိကအချက်အဲ့တော့အမှန်သိအောင်လုပ်ရမယ်လို့ဆိုလို့ဒါဗုဒ္ဓဟောကြားတော်မူခဲ့တဲ့တရားအမှန်သိအောင်လုပ်ဖို့အတွက်ဘာအရေးကြီးတုံးလို့မေးမယ်ဆိုရင်စိတ်ဖြူစင်အောင်လုပ်ဖို့အရေးကြီးကဲဘုန်းကြီးတို့တွေဆင်ခြင်စဉ်းစားကြည့်အမှန်သိဖို့ရာအတွက်စိတ်ဖြူစင်စေရမယ်ဆိုစိတ်ဘာနဲ့ဥပမာတူလို့ကိုယ်အိမ်မှာအသုံးပြုနေတဲ့ရေချိုးခန်းထဲတို့မျက်နှာသိခွက်ရှေ့တို့ချိတ်ထားတဲ့ဒီကနေ့ခေတ်မှာတော့ပဓာနဲ့လှုပ်ထားတဲ့မှန်နဲ့ပဓာနဲ့လှုပ်ထားတဲ့ချိเสียကြေးမှန်ဆိုတာရှိတယ်ရှေးတုန်းခေတ်တုန်းကတော့ကြီးပြားကိုပြောင်းဝဲနေအောင်ပုတ်လိုက်တာကြေးမုံလို့ခေါ်တာဒါကြောင့်မလို့ကြေးပြားကိုဝဲနေအောင်ပုတ်ထားအဲ့ဒါကိုကြည့်ကြအဲ့တော့မှန်မြင်လေးဟာမုံဝါမရှိပဲနဲ့ကြည်လင်းဖြစ်လေရုပ်ပုံဟာပြင်းပြင်းဖြစ်လေချင်းမုံလေးကကြည်လင်းဖြစ်လေမိမိရဲ့မျက်နှာရိပ်ဟာပြင်းမြင်ရလေပဲအဲ့တော့ကိုယ်စိတ်အခြေအနေကလည်းဒီလိုပဲ
စင်ကြယ်လေးလေးမိမိရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရလေလေပဲမိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရင်လို့ရှိရင်စိတ်ကိုကြည်ကြည်လင်လင်ဖြစ်အောင်လုပ်ပါလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကအလွန်လက်တွေ့ကျတဲ့တရားရှိလက်တွေ့ကျတဲ့တရားဒါကြောင့်မို့မြတ်စွာဘုရားကဒီမဟာအတ္တပုရတုတ်တို့မြတ်စွာဘုရားကလာတဲ့တုတ်တွေထဲမှာကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့ယန္တိကိုဥတီဟောပေမဲ့လို့နိဗ္ဗာန်ရောက်အောင်ကျင့်ကျင်တဲ့ပုဂ္ဂိုလ်တိုင်းအစဉ်စဉ်ကျင့်သုံးကြအဲ့ဒါကိုတော့မေ့ထားလို့မဖြစ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုလို့ဆိုတာဟာဥတီချက်ရည်စူးချက်စိတ်ရဲ့ဥတီချက်ရည်စူးချက်ကလေးပဲပြောတာတကယ်လက်တွေ့လုပ်ရမယ့်ကိစ္စတွေရှိသေးတယ်လောကလူတွေဟာစိတ်ကူးနေုံနဲ့ဘာမှတော့ဖြစ်ဘူးစိတ်ကူးတဲ့နောက်မှာကြံရွယ်ချက်နဲ့လှုပ်ဆောင်ချက်ကြံရွယ်ချက်ရှိလာပြီဆိုရင်လှုပ်ဆောင်ချက်နောက်ကလိုက်ရမလိုက်ဘူးဆိုလို့ရှိရင်ကြံရွယ်ချက်ထားမြောက်မှာမဟုတ်ဘူးဒါလက်တွေ့အနေနဲ့အမတမထင်ရှားတယ်အဲ့မှာနိဗ္ဗာန်ကိုသွားချင်ပြီဆိုလို့ရှိရင်ဘာကိုပြင်ရမှာလဲဆိုတော့ကိုယ်စိတ်လေးကိုပြင်စိတ်လေးကိုတန်ရှင်းအောင်လုပ်ရစိတ်မှာညစ်ကြေးတွေရှိနေတယ်ခဏကြေးကိုမြင်ဟာမှုံဝါးဝါးဖြစ်နေလို့ရှိရင်ကိုယ်မျက်နှာရိပ်ဟာပြီးပြင်းပြင်းပေါ်မှာမဟုတ်ဘူးပြီးပြင်းပြင်းမမြင်ရလို့ရှိရင်မျက်နှာမှာဘာရှိတယ်ဆိုတာသိနိုင်မှာမဟုတ်ဘူးပေါ့ဒါကြောင့်မလို့စိတ်ကလေးကြည်လင်းလာပြီဆိုရင်အသိဉာဏ်လေးကလည်းတောက်ပြောင်လာမှာပဲအသိဉာဏ်နဲ့မြင်ရမှာကိုဒါကြောင့်မို့စိတ်ကြည်လင်အောင်ကြိုးစားတယ်စိတ်ကြည်လင်ဖို့ရအတွက်အခြေခံတွေလုပ်ဖို့လိုအပ်တယ်ဘာတွေလုပ်ရအဲ့ဒီအခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်ပေါ့နံပါတ်1စိတ်ကြည်လင်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဥတ္တပဆိုတဲ့တရားကိုရှင်းဆိုတည်ဆောက်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဥတ္တပဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်တယ်အဲ့ဒါကိုပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘုသွားရှက်ဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောက်ရမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ်အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်ယွန်းတယ်အကုသိုလ်မှလည်းမုန်းတီးတယ်ဟောအဲ့ဒါကိုဟိရိလို့ခေါ်တာနော်အကုသိုလ်ကိုရှက်ဖို့လို့မရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုပ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုပ်တာလို့ပဲပြောအောင်လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာဟိုဟာဒီဟာလုပ်ရင်အရှက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအရှက်မရှိဘူးဆိုတာကာဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ကောသနာမှာဖြစ်ခွင့်ပေးထားရင်အရှက်မရှိဘူးလို့ပဲပြောမှာပဲအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည့်ပြည့်ဝဝနားမလည်တဲ့အခါကျတော့အရာထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဝဋ္ဌာကိုအရှက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြားထဲမှာလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရာထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အရှက်မရှိဘူးလို့ပြောကြတာအရှက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောအောင်ဘာကိုမရှက်တာတော့ဆိုအကုသိုလ်မရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်မရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ကိုပြပြသိဖို့လိုတယ်အကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာကိုဆက်ဆုပ်တာကိုဟိရိလို့ခေါ်တယ်ဥတ္တပဆိုတာကြတော့အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်
မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမယ့်အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းဂန်တွေမှာထင်ရှားဥပမာတစ်ခုပြောထားတယ်တန်တုံးကြီးတတုံးဆိုပါစို့တစ်ဖက်ကမိဖုတ်ထားလို့ရဲနေဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေတယ်မစင်ညစ်ကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့တော့ယွန်လို့မိထိထားလို့မိပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာချင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ယွန်လို့မလှုပ်ထားရဲ့ကြောက်လို့မလှုပ်ထားရဲ့မလှုပ်ထားခြင်းတူတူပဲပေါ့ဟုတ်ကဲ့လားရည်ရချက်ကယွန်လို့မလှုပ်ထားတာတစ်ခုကြောက်လို့မလှုပ်ထားတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှေးဥစွာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဟိရိဝတ္တပမရှိဘဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိဝတ္တပပဋ္ဌာနံတဲ့ဟိရိဝတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အကုသိုလ်လုံးဝမရှက်တော့ဘူးအကုသိုလ်ကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဝတ္တပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံလာတယ်သီလရှိလာတယ်ရှိလာတဲ့သီလဟာလည်းခိုင်မြဲလာဒါကြောင့်မလို့ရှေးဥစွာကိုယ်တဏ္ဍာမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်မှုရအတွက်ဟိရိဝတ္တပကိုအရင်တည်ဆောက်ပါလို့ပြောတာအဲ့ဒါဟိရိဝတ္တပမှာအရင်မတည်ဆောက်ဘဲနဲ့တရားတွေသွားအထုတ်အထုတ်အောင်မဟုတ်အထုတ်အောင်ပါလေကောင်းတယ်အခြေခံမပါဘဲနဲ့သွားလှုပ်လာလို့ရှိရင်ပြန်လာတဲ့အခါမှာအရက်ထဲမှာဒုံရင်မဖြစ်နေတတ်တယ်ဒုံရင်ဖြစ်ရုံမကဘူးဘာလေးပါလာတော့ဆိုမာနလေးပါလာတယ်ငါတရားထုတ်သူတို့မထုတ်ဘူးဆိုအထင်လေးတစ်ခုပါလာပြီအဲ့ဒါအကုသိုလ်ထပ်ပိုးလာတာလို့ပဲခေါ်စိတ်ဟာစင်ကြဲလာတာမဟုတ်မာနကထပ်တွယ်ကပ်လာအဲ့ဒါမစင်စားသင့်ဘူးပေါ့နော်အဲ့မာနတရားဆိုတာဟာအတုကန္တနာပရဝံပနာလို့ဆိုတဲ့ဟာအမှန်တမ်းမကောင်းတဲ့သဘောထားလို့ဒီလိုကိုတော့အထင်ကြီးတယ်ချီးမွမ်းတယ်သူများကိုတော့ထင်သေးတယ်ကဲအရှုတ်ချတယ်ဆိုတဲ့ဟာသူတော်ကောင်းတွေဆက်ဆုပ်တဲ့အမှုအကျင့်တစ်ခုပဲဒါကြောင့်မို့အဲ့ဒါမျိုးကိုယ်တဏ္ဍာမှာမဖြစ်စေရဘူးကိုယ်တဏ္ဍာမှာအဲ့ဒါမျိုးမဖြစ်စေရဘူးကိုတရားပဲကိုယ်နှလုံးသွင်းလို့ဟောနံပါတ်1ဟိရိဝတ္တပရှုဆိုတိဆောက်ပါတဲ့နံပါတ်2ကဘာလောက်ရမှာလို့ဆိုအဲ့ဒါတိဆောက်ထားလို့ရှင်ကိုယ်နဲ့ပြုလုပ်ရမယ်အကျင့်တွေစင်ကြယ်အောင်လုပ်ဒါဘာပြောတာတော့ဆိုကာယကံနေစင်ကြယ်ရမယ်လို့ပြောတာကာယကံကဘယ်လိုစင်ကြယ်တာတော့ဆိုရင်သူများအသက်တတ်ချင်းမှရှောင်တယ်ရှောင်ရုံနဲ့မကဘူးတတ္တဝါတွေပေါ်မှာတနာတယ်ဆိုကာယကံစင်ကြယ်တယ်လို့ခေါ်တယ်သူများဥစ္စာခိုးခြင်းမှရှောင်ခြင်းတယ်မတရားတဲ့နည်းနဲ့ယူခြင်းမှရှောင်ခြင်းတယ်ရှောင်ခြင်းုံနဲ့မကဘူးသူများပစ္စည်းဆိုလို့ရှိရင်လုံးဝမလိုချင်ဘူးပေးတာကဏ္ဍမှတပါသူများပစ္စည်းကိုကဲအောင်လုပ်တယ်ဟောကာယကံမှုစင်ကြယ်ကာမိတုမိစ္ဆာစာရမှရှောင်တယ်ရှောင်ရုံနဲ့မကဘူးစိတ်နဲ့တောင်မပြတ်မအောင်ဂရုစိုက်တယ်ဟောကာယကံမှုစင်ကြယ်အဲ့ဒီစင်ကြယ်အောင်အရင်လုပ်တယ်ပြီးတဲ့ခါကျတော့ဘာစင်ကြယ်အောင်လုပ်ရမှာလို့ဆိုဝစီတမာစာရနှုတ်ကပြောတဲ့ကိစ္စတွေလည်းပဲနှုတ်ကပြောတဲ့စကားတွေလည်းပဲစင်ကြယ်အောင်လုပ်လိမ့်မပြောဘူးမှန်တာပဲပြောတယ်မတည့်အောင်မပြောဘူးညီညွတ်စေစားအောင်သာပြောတယ်ဆဲရီတိုင်းထွာရိုင်းပြတဲ့စကားကိုမပြောဘူးယဉ်ကျေးကျေးနားခံတာအောင်ပြောတယ်ကျင်နာတဲ့စကားမျိုးပဲပြောတယ်
အကျိုးမဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့တရားစကားလိုဟာမျိုးပြောတယ်ဆိုဟောတာဟာနှုတ်နဲ့ပတ်သက်ပြီးစင်ကြယ်လာပြီလို့ပြောတယ်နောက်တစ်ခုကစိတ်နဲ့ပတ်သက်ပြီးတော့စင်ကြယ်အောင်လုပ်တရားပစ္စည်းကိုကိုယ်ပစ္စည်းအဖြစ်လို့တဲ့လောဘနဲ့ဘယ်တော့မှမတွေးဘူးတစ်ဖက်သားကိုပျက်စီးစေလို့တဲ့ဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူဘာဖြစ်သွားရင်ကောင်းမှာပဲနဲ့မကောင်းတဲ့ဟာဖြစ်သွားအောင်ဒေါသနဲ့တွေးတဲ့အတွေ့မျိုးကိုယ်တဏ္ဍာမှာဖြစ်စေကံဤအကျိုးကိုညှင်းပယ်တဲ့နတ္ထိကဝါဒအဲ့ဒါနဲ့ဆက်နွယ်ပြီးကံကိုညှင်းပယ်တဲ့ဒီအကရိယဝါဒကံရောအကျိုးရောနှမျိုးစလုံးညှင်းပယ်တဲ့အကရိယဝါဒဆိုတာမျိုးတွေအဲ့ဒါတွေကိုလက်ခံကျင့်သုံးတဲ့မိစ္ဆာဒိဋ္ဌိကိုယ်တဏ္ဍာမှာမရှိစေဘူးမှန်ကန်တဲ့အမြင်တစ်ခုရှိပြီဆိုရင်စိတ်စင်ကြယ်တယ်လို့ပြောတယ်နောက်တစ်ခုကတော့အသက်မွေးမှုစင်ကြယ်ရမယ်လူလောကဘဝမှာလူဖြစ်လာပြီလူလောကမှာလူဖြစ်လာပြီဆိုရင်စာဝတ်နေရေးဆိုတာပြည့်စုံအောင်လုပ်ရတယ်ဒါမှန်တယ်မလုပ်လို့မရဘူးလုပ်ရမှာပဲဘုန်းကြီးတွေရဲ့စာဝတ်နေရဲ့ဘာတော့သတ်သင်္ကန်းကြောင်းစေစာဝတ်နေလူတွေရဲ့စာဝတ်နေရဲ့ဘာတော့ဆိုစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရဲ့ဆေးဝါးဒါပဲလေဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်ပစ္စည်းလေးပါပဲသို့တော့အခေါ်လေးကွဲတယ်သူပစ္စည်းလေးပါကိုဖြစ်ပေါ်လာစေဖို့အကြောင်းတရားကွဲကြတယ်လူမှလည်းစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမာရဲ့ဆေးဝါးရှိရမယ်ဘုန်းကြီးတွေလည်းဒါပဲပစ္စည်းလေးပါအဲ့ဒါရဖို့ရအတွက်မတရားတဲ့နီလန်းနဲ့လှုပ်တဲ့လူမတရားတဲ့နီလန်းနဲ့အသုံးပြုပြီးတော့ရှာတဲ့ဘုန်းကြီးဒါမိစ္ဆာအာစီဝါလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်းရှာဖွေတယ်ဓမ္မလမ်းကြောင်းအတိုင်းရအောင်ကြိုးစားတယ်ဆိုရင်တမ္မာအာစီဝါအဲ့ဒါလို့အသက်မွေးမှုနဲ့ပတ်သက်ပြီးတော့လေစင်ကြယ်စေရမယ်ဒါစိတ်ဖြူစင်အောင်လုပ်ပြီဆိုလို့ရှိရင်ဒီအချက်တွေဟာအရေးကြီးတယ်လို့ဒီလိုပြောတာနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်မျက်စိနာနာတရားကိုယ်စိတ်လို့ခေါ်တယ်ဣန္ဒြေ6ပါးကိုထိမ့်သိမ်းစောင့်ရှောက်ဖို့လိုတယ်ဣန္ဒြေထိမ့်တယ်ဆိုတော့ကြည်ကျင်တာမကြည့်ရဘူးနားထောင်ကျင်တာမထောင်အောင်ဒီလိုပြောတာမဟုတ်ဘူးဣန္ဒြေထိမ့်တယ်ဆိုတဲ့အဓိပ္ပာယ်ကမျက်စိကကြည့်စရာကြည့်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့လောကလူတွေကမထိမ့်ဘူးဆိုရင်မျက်စိကနှစ်သက်စရာမြင်ရင်လောဘဖြစ်လိုက်တယ်မုန်းတီးစရာမြင်လို့ရှိရင်ဒေါသဖြစ်လိုက်တယ်အသိဉာဏ်ကင်းမဲ့လို့ရှိရင်မောဟဖြစ်တယ်ဆိုဟောလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နားကကြားလိုက်ရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နှာခေါင်းကအနံ့ရအရာထဲဆိုတာဆိုပြီးဘယ်ကငပိကြော်တာတော့ငရုတ်သီးကြော်တာစပြီးတော့နော်အနံ့ရလာလို့ရှိရင်လောဘဒေါသဖြစ်တတ်တယ်လေကိုကြိုက်တဲ့ဟာလေးဆိုမွေးလိုက်တာပေါ့မကြိုက်တာကြတော့နံလိုက်တာလျှာနဲ့အလည်းလောဘဖြစ်တတ်တယ်ဒေါသဖြစ်တတ်တယ်မောဟတွေဖြစ်တတ်တယ်ခန္ဓာကိုယ်အထိတွေ့နေလဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်အဘိဇ္ဇာဒေါမနတလို့ဆိုတဲ့ဒီအကုသိုလ်တွေလာနေစိတ်ထဲကကြံတွေးရင်လည်းဒါမျိုးတွေလာတတ်တယ်။အော်မျက်စိနာနာလျှာကိုယ်စိတ်လို့ခေါ်တယ်။ဆရာလွှမ်းမိုးပြီးတော့ကြီးစိုးထားတဲ့ဣန္ဒြေ6ပါးကိုအဲ့ဒီဣန္ဒြေ6ပါးတကား6ပေါက်ကနေပြီးတော့အကုသိုလ်တွေမဖြစ်အောင်တတိဆိုတာနဲ့ဆုတ်ပိတ်ပြီးတော့အသိပညာနဲ့ဖယ်ရှားပြစ်နေတာဒါအိန္ဒြေကိုလုံအောင်လုပ်တယ်လို့ဒီလိုပြောတာနော်အဲ့တော့နီးစနစ်ကိုမသိဘူးဆိုရင်အိန္ဒြေကြီးဆိုတာတချို့ကမျက်လွှာကြီးချပြီးတော့တောင်ကြီးမြောက်ကြီးမကြည့်ပဲနေတာကိုအိန္ဒြေရှိတယ်လို့ထင်နေမှာနော်သူတွေးချင်ရတွေးရင်မနှိမ့်တည်းမလုံဘူးလေအကုသိုလ်တွေကမျက်စိကတော့မဝင်ဘူးမှိတ်ထားလို့မျက်စိမှုံရင်လည်းဝင်ရင်မှဝင်မှာပါနော်နားကမကြားလို့နားကဝင်ရင်မှဝင်မှာပေါ့နှာခေါင်းကအနတ်မရတဲ့ယောဂဖြစ်လဲဝင်ရင်မှဝင်မှာပေါ့အဲ့တော့လျှာတို့ကိုယ်တို့လည်းထို့တူပဲပေါ့ဆိုလိုရင်းကအကယ်၍သာမျက်စိကြီးအောက်ချနေတာကိုအိန္ဒြေရတယ်လို့ယူဆမယ်ဆိုလို့ရှိရင်မျက်မမြင်နေအိန္ဒြေရနေတာပဲကြည့်မှကြည့်လို့မှမမြင်တာတို့ဣန္ဒြေလုံတယ်လို့ပြောလို့ရ
မရဘူးတကား6ပေါက်သူကသူပိတ်ထားပဲရှိတယ်အကုသိုလ်ကတော့ဝင်လို့မရလို့သာမဝင်ဘူးဝင်တာပဲဝင်မှာဝင်လို့ရတဲ့နေရာဝင်နေမှာပဲဟုတ်ကဲ့လားဆိုလိုတာကဝင်လို့ရတဲ့နေရာတွေမဝင်အောင်လုပ်တာဒါကိုပြောတာအိန္ဒိယဘာဝနာသုံးပါလေမြတ်စွာဘုရားဒါထိတိမင်းလင်းဟောထားတာရှိတယ်အဲ့ဒါလို့အိန္ဒိယေတုဂௌတ္တတွာရအိန္ဒြေတွေကအိန္ဒြေတွေမှာတကားလုံးကျုံအောင်ထိန်းသိမ်းဆောင်ရှောက်မှုဆိုလိုအပ်တယ်တဲ့နောက်တစ်ခုကဘာလို့ဆိုရင်ဘောဇနေမတ္တညွတ်တာအစာအာဟာရစားတဲ့အခါမှာစဉ္ညင်တုံတရားနဲ့စားဖို့လိုအပ်တယ်ဆိုလိုတာကတော့ကြိုက်လို့စားတာလားစားတဲ့လို့စားတာလားဒီနှစ်ခုရှိရမယ်ဘာအတွက်စားတာရည်ရွယ်ချက်မှန်တယ်ကြိုက်လို့စားတာဆိုမမှန်ဘူးဟုတ်ကဲ့လားစားတဲ့လို့စားတာအစာအာဟာရမစားလို့ရှိရင်ခန္ဓာကိုယ်ကြီးတည်တတ်မှာမဟုတ်ဘူးအလုံးလုံးနဲ့မှမဟုတ်ဘူးအဲ့တော့ခန္ဓာကိုယ်ဆိုတာသဗ္ဗတတ္တအာဟာရထိတိကအာဟာရကြောင့်တည်တယ်စားတဲ့နဲ့ဘာအတွက်စားတယ်ခန္ဓာကိုယ်တည်ထမ်းဖို့သက်ရှိဖို့လုံးလုံးနိုင်ဖို့ဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်တွေကိုသိပြီးတော့စားတာမတ္တညူလို့ခေါ်တယ်ပြီးတော့စားတဲ့အခါမှာလည်းအတိုင်းတာလေးနဲ့အေးကြိုက်ပြီဆိုရင်နင်းကန်စားအစာမကြေယောဂါတွေဖြစ်အဲ့ဒါလည်းအတိုင်းတာတစ်ခုမသိဘူးလို့ပြောတာပဲနော်အဲ့တော့အတိုင်းတာတစ်ခုသိပြီးတော့စားရမယ်တဲ့ဒါတွေကစိတ်စင်ကြယ်မှုစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားတော့မယ်ဆိုရင်အခြေခံအားဖြင့်လိုအပ်ချက်တွေလို့ဒီလိုပြောတာနောက်တစ်ခုကတော့ဇာကရိယာနုယောဂနိုးနိုးကြာကြာကြိုးစားရနိုးနိုးကြာကြာကြိုးစားမိမိလျော်ရောလှုပ်ချင်တဲ့အခါလှုပ်မလှုပ်ချင်တဲ့အခါနေမဟုတ်ဘူးနိုးနိုးကြာကြာကြိုးစားနိုးနိုးကြာကြာကြိုးစားတယ်ဆိုကိုယ်တဏ္ဍာမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားပြစ်ဖို့ရချိန်ရှိတဲ့အဲမှာကြိုးစားပြီးတော့အထောက်မှုဟောအဲ့ဒါလို့ကြိုးစားတဲ့အဆင့်မှာဘာတွေလုပ်ရမလဲစိတ်ရဲ့အညစ်အကြေးတွေကဘာတွေအဖြစ်များသလဲဆိုတဲ့နေရာမှာဒီနေရာမှာစိတ်အညစ်အကြေးတွေကိုဖယ်ရှားရမယ်ဆိုတဲ့နေရာမှာကိလေသာတွေမှန်သမျှသို့မဟုတ်အကုသိုလ်မှန်သမျှတွေအညစ်အကြေးတွေကြီးပဲတို့တော့ဒီကနေ့ပြောချင်တဲ့အညစ်အကြေးကအမှန်တမ်းအရေးကြီးတဲ့အညစ်အကြေး၅မျိုးပေါ့အဲ့ဒါကိုစာပေကျမ်းကမှာနိဝရဏလို့ခေါ်တယ်နိဝရဏတရား၅ပါးလို့ခေါ်တယ်အဲ့ဒီအညစ်အကြေးကအမှန်တမ်းအရေးပါတယ်ဘာကြောင့်အရေးပါတာတုံးဆိုစိတ်ကိုပူပန်ဆင်းရဲစေတတ်ပြီးတော့ပညာဉာဏ်တွေကိုအပြော့သွားစေအကုသိုလ်ဆိုရင်တော့ပညာကိုအပြော့စေတာပဲအသိဉာဏ်တွေကိုမှုံဝါးသွားစေနိုင်တယ်အပြော့တယ်ဆိုအသိဉာဏ်မှုံဝါးသွားစေမှုံဝါးသွားတဲ့အသိဉာဏ်နဲ့ဘယ်လိုမှန်မှန်ကန်ကန်မြင်နိုင်မလဲမမြင်နိုင်ဘူးတဘာဝကိုမမြင်နိုင်အဲ့ဒါကြောင့်မလို့အသိဉာဏ်ကိုမှုံဝါးအပြော့သွားစေနိုင်တဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြရမယ်တဲ့အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဟာဘာတွေလဲလို့ဆိုကျင့်ညွတ်မှနိဝရဏတရား၅ပါးပဲပေါ့အဲ့ဒါကိုရသော်ဘုရားကအသေးစိတ်ဟောထားတာနိဝရဏတရား၅ပါးကိုအများသိတာကာမိသန္တာဆိုတဲ့နာမည်နဲ့နိဝရဏဆိုတာရှိတယ်ကာမိသန္တာဆိုတာကာမဆိုတာလိုချင်စရာအာယုန်တွေကိုသန္တာကလိုချင်တယ်လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာလောဘကာမိသန္တာဆိုလိုတာကကာမဂုဏ်အာယုန်တွေပေါ်မှာစိတ်ဝင်စားပြီးဒီပေါ်မှာတွေ့တာမှုတွေများပြားနေတယ်အဲ့ဒီများပြားနေတရားပွဲတော်မလာနိုင်ဘူးဟုတ်ကဲ့လားသို့တော့ဒီသုတ္တံမှာတော့မြတ်စွာဘုရားကကာမိသန္တာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘာသုံးထားလဲဆိုအဘိဓါဆိုတဲ့အသုံးကိုသုံးထားတယ်အဘိဓါဆိုတဲ့အသုံးနဲ့ဟောထားတယ်အဘိဓံလောကေပဟယလောကဆိုတာလောကပေါ်မှာဖြစ်ပေါ်တတ်တဲ့အဘိဓါကိုဖယ်ရှားရမယ်တဲ့ဒါအညစ်အကြေးတစ်ခုကိုတုတ်တယ်ဒါဖြင့်လောကဆိုတာဘာကိုပြောတာတုံးဆိုဥပါဒณะခန္ဓာ၅ပါးကိုပြောတာတဏှာဒိဋ္ဌိတွေကဆွဲလန်းနေတဲ့ခန္ဓာ၅ပါး
တဏှာဒိဋ္ဌိတွေဆွဲလန်းပြီးတော့တဏှာဒိဋ္ဌိတွေဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးဖြစ်ပေါ်နိုင်တဲ့ခန္ဓာ၅ပါးဥပါဒာနဲ့ခန္ဓာ၅ပါးလို့ခေါ်တယ်တဏှာဆိုတဲ့ငါဟာဆိုတဲ့အတွေးတွေဖြစ်ပေါ်စေတတ်တဲ့ခန္ဓာငါဟာလို့မှားရင်းတဲ့အယူအဆတွေကိုဖြစ်ပေါ်စေတတ်တဲ့ခန္ဓာတဏှာဒိဋ္ဌိတွေနဲ့ဆွဲလန်းပြီးတော့သိမ့်ပိုက်ထားတဲ့ခန္ဓာမျိုးဥပါဒณะခန္ဓာလို့ခေါ်တယ်ဒါအဓိကကတော့ကိုယ်ခန္ဓာပဲနော်ဥပါဒณะခန္ဓာဆိုကိုယ်ခန္ဓာအာယုံအနေနဲ့သိမ့်ပိုက်တာကိုပြောတာမဟုတ်ဘူးအာယုံအနေနဲ့ကြတော့ကိုယ်ခန္ဓာတွေမဟုတ်ဘူးသူများခန္ဓာကိုတွေ့တာလည်းဖြစ်တာပဲလေနောက်ဆုံးမှတွေ့တာမှုကယဟန္တာပုဂ္ဂိုလ်ရဲ့ခန္ဓာတောင်သွားတွေ့တာရှိသေးတယ်လေကြားဘူးကြမှာပေါ့တောရိယတထေသားတို့အမတန်ချောမောတတ်ပဲလှပတဲ့ရှင်ကိစ္ဆာယနာငါရဲ့ဇနီးတယ်ဖြစ်ရင်ကောင်းမှာပဲလို့သွားတွေးသေးတာပဲဒါယဟန္တာရဲ့ခန္ဓာကိုယ်ကိုသွားပြီးတော့တွေ့တာတဲ့သဘောပဲပေါ့အမတန်ချောမောလှပတဲ့ဥပ္ပလဝဏထေရီကိုသူ့ရဲ့ဒီမောင်နှမဝမ်းကွဲတော်တဲ့ပုဂ္ဂိုလ်ကအမြဲတမ်းတွေ့တာစိတ်နဲ့အခွင့်အရေးချောင်းနေတာထေရီမကယဟန္တာမကြီးပဲလေအဲ့တော့ယဟန္တာမကြီးရဲ့ခန္ဓာကိုယ်ကိုလည်းပဲပုရုဇဉ်ရဲ့တဏှာဒိဋ္ဌိကတွေ့တာပဲအဲ့ဒါလို့အာယုန်နဲ့တွေ့တာကိုဆိုလိုတာမဟုတ်ဘူးတဲ့ဘုန်းကြီးတို့ကိုယ်ခန္ဓာကိုယ်ကြတော့တဏှာအမြင်နဲ့လဲငါဟာလို့မြင်တယ်ဒိဋ္ဌိအမြင်နဲ့လဲငါရဲ့အတ္တလို့မြင်တယ်အဲ့ဒီအမြင်တွေနဲ့တွဲပိုက်သိမ့်ပိုက်ထားတဲ့မှတ်ယူထားတဲ့ခန္ဓာကိုယ်ဥပါဒณะခန္ဓာလို့ဒီလိုဆိုအာယုံအဖြစ်မဟုတ်ဘူးသူတို့ကဒီမှာ remain ဖြစ်နေ line latent နဲ့အနုတ္တယဓာတ်အနေနဲ့ကိန်းနေတာပြောတာဒီခန္ဓာမှာအဲ့ဒါတွေကိန်းနေကိုယ်ခန္ဓာကိုယ်မှာလူတွေကြည့်လေဣတ္တမမဒါငါဟာပဲနော်ဣတ္တမမဆိုတဲ့အတွေ့လေးနဲ့နေတာလေဧသောမေအတ္တငါရဲ့အတ္တပဲဟောဒီလိုတွဲနေတဲ့အဲ့ဒီတွေ့တာမှုတွေရဲ့ပေါက်ဖွားရာခန္ဓာကိုဥပါဒณะခန္ဓာလို့ဒီနေရာမှာဆိုအာယုံပြုတာကတော့ဘုရားရဲ့ရုပ်ကိုလည်းပဲဘုရားဆိုတာအမတ္တမမြတ်စွာဘုရားရဲ့ရူပကာယတော်ကအမတ္တမကြည်ညိုစရာကောင်းတာပဲရုပ်ကိုကြည်ညိုလို့ရှိရင်ရှင်ဝက်ကလိတို့ကြည်ပါလားဘုရားရဲ့ရုပ်အစင်းကိုဖူးနေရလို့ရှိရင်သူ့စိတ်ထဲမှာမခွဲနိုင်မခွာရဲ့ချောလိုက်တာလှလိုက်တာဆိုပြီးတော့ဘုရားကိုကြည်နေရရင်ကျင့်တတ်နေအဲ့ဒါလိုကျင့်တတ်နေလို့မြတ်စွာဘုရားကိန်းတိဝက်ကလိဣမိနာပုရိကာယေနဒိဋ္ဌိနာဒီခန္ဓာကိုယ်အကောင်ပေါက်ကြီးကြည်နေလို့မင်းဘာအကျိုးရှိမှလဲယောဓမ္မံပတ္တတိသောမံပတ္တတိဓမ္မမြင်မှငါမြင်မှာပေါ့ဒီလိုမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းကိုဖြောင့်ပေးတာအဲ့တော့ဘုရားရဲ့ရုပ်အစင်းပေါ်မှာလည်းလူတွေကတွေ့တာမှုဆိုဖြစ်တာပဲပေါ့အဲ့တော့ယဟန္တာရဲ့ခန္ဓာကိုယ်တွေကအာယုံအပြင်တော့ဖြစ်နိုင်တယ်သို့တော့အဲ့ဒီယဟန္တာရဲ့ခန္ဓာကိုယ်မှာဘုရားရဲ့တဏ္ဍမှာဒီတဏှာတွေဥပါဒဏ်တွေယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍမှာတဏှာတွေဥပါဒဏ်တွေမရှိတော့တဏှာဥပါဒဏ်လွတ်နေတဲ့ခန္ဓာကိုယ်လို့ဒီလိုပြောလို့ရတာပေါ့အဲ့ပေါ်မှာဒီမိန်ဖြစ်နေတာမဟုတ်ဘူးလို့အဲ့တော့ဒီမှာအဘိဇံလောကေပါဟယလောကဆိုဥပါဒณะခန္ဓာဘယ်ခန္ဓာမှာကိုယ်တွဲနေတယ်ကြည့်လေဒီကိလေသာဆိုတာတွေ့တာတဲ့အပေါ်မှာဖြစ်တာနော်မတွေ့တာဘူးဆိုလို့ရှိရင်ကိလေသာဆိုတာသူကသူငြိမ်းနေတာသူကသူငြိမ်းတဲ့သဘောအခုကသူကသူငြိမ်းတာမဟုတ်ဘူးရှိနေတာကိုနောက်ထပ်မဖြစ်အောင်ငြိမ်းတတ်ရမယ်လို့ပြောတာနော်မလောင်သေးတဲ့မီးကိုသွားငြိမ်းဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်လောင်မလောင်တာဘာသွားငြိမ်းမှလဲမလောင်သေးတဲ့မီးကိုငြိမ်းเสียမှမလိုတာအဲ့တော့လောင်မဲ့အရာကိုတော့ငြိမ်းရလိမ့်မယ်လေသူကသူငြိမ်းသွားတာမဟုတ်ဘူးသူကလောင်မဲ့အချိန်နေရှိရင်မလောင်အောင်လုပ်ရမယ်ပေါ့ဒီလိုဆိုလိုတာပေါ့လောင်မဲ့အချိန်နေရှိနေတာမလောင်အောင်လုပ်ရအဲ့ဒါကိုက
သူကသူလောင်စာမရှိလို့မလောင်တာပြောတာမဟုတ်ဘူးလောင်မဲ့အခြေအနေရှိနေလို့ရှိရင်လောင်မဲ့အခြေအနေတွေကိုဖျက်ဆီးပြစ်နိုင်အောင်ကြိုးစားရမယ်ဒါပြောတာဒါကြောင့်မို့ဥပါဒณะခန္ဓာပေါ်မှာတဲ့အဘိဓါဆိုတာဒီနေရာမှာအရာထဲမှာပြောတဲ့မနောကံအရာမှာပြောတဲ့အဘိဓါဆိုတာသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းမှုဆိုတဲ့ဒီဝိသမလောဘအဲ့ဒါကိုပြောတာမဟုတ်ဘူးအဘိဓါဆိုတာလူတဦးကကြည့်လေမျက်စိနဲ့အာယုန်တစ်ခုကိုမြင်လိုက်လို့ရှိရင်အဲ့ဒီအာယုန်ပေါ်မှာတွေးမနေဘူးလားကိုကြိုက်တာလေးဆိုရင်မလေးကောင်းလိုက်တာလှလိုက်တာလိုချင်လိုက်တာအဲ့ဒီပေါ်မှာတွေးနေတာလေတွေးရုံနဲ့မကဘူးနောက်ကမှထုတ်ပြောတာလှလိုက်တာလိုချင်လိုက်တာဟောနောက်ဆုံးရအောင်ကြိုးစားတာအဲ့ဒါလို့ဖြစ်ပေါ်စေတတ်တဲ့တဏှာမျိုးကိုဒီနေရာမှာအဘိဓါလို့ပြောတာကိုယ်ဝဲပြပြသိဖို့လိုတယ်မဟာသတိပဋ္ဌာန်တော့မှလည်းဝိနည်းလောကေအဘိဓါဒေါမနတံလို့အဘိဓါလို့ပဲဟောတယ်မြတ်စွာဘုရားအဲ့ဒီအဘိဓါဟာကာမိဆန္ဒကိုပြောတာကိုယ်ဝဲပြပြသိဖို့လိုတယ်မနောကံထဲမှာပါတဲ့အဘိဓါကိုပြောတာမဟုတ်ဘူးတရားထုတ်နေတဲ့အချိန်ဘယ်လိုလုပ်အဘိဓါဖြစ်မလဲသူများပစ္စည်းကိုယ်ပစ္စည်းနော်အဲ့ဒီအဘိဓါကိုပြောတာမဟုတ်ဘူးအာယုန်တစ်ခုမြင်လိုက်ရင်အဲ့ဒီအာယုန်ပေါ်မှာလိုချင်တဲ့အတွေးတွေလောဘနဲ့တွေးတဲ့အတွေးတွေကိုမဖြစ်စေနဲ့ဒါကိုဖယ်ရှားပစ်လိုက်လို့ရှိရင်အာယုန်ကိုမြင်မိမဲ့လို့ဒီအတွေးမလာတော့ဖယ်လို့မလာတာမရှိလို့မလာတာမဟုတ်ဘူးတခါတည်းလူကသဘောကောင်းနေတာပတ်ဝန်းကျင်ကောင်းလို့ကောင်းနေတဲ့သဘောကောင်းမျိုးမဆိုလိုဘူးအဆိုးကြတဲ့အကောင်းဖြစ်ရဒီလိုဆိုလိုတာနော်အခုကလည်းလောဘဆိုတာဖြစ်เสียကောင်းလိုက်တဲ့အတိုင်းကြားတဲ့ကမဖြစ်အောင်နေမှလောဘမဖြစ်အောင်ဖယ်ရှားနိုင်မှဒါကိုဆိုလိုတယ်ဒါကြောင့်မို့အဘိဇံလောကေပဟယခန္ဓာလို့ဆိုတဲ့ဥပါဒณะခန္ဓာလို့ဆိုတဲ့လောကမှာတဏှာနဲ့တွေးတဲ့တဏှာနဲ့တွေးပြီးတော့ဖြစ်ပေါ်လာတဲ့တဏှာလောဘကိုနောက်ထပ်မပေါ်ရလေအောင်ဖယ်ရှားပြရမယ်အဲ့ဒါလို့ဖယ်ရှားပြခြင်းဖြင့်ဝိကတာဘိစေနစေတတဝိဟရတိအာယုန်ဒီပေါ်မှာတွေ့တာမှုကင်းတဲ့စိတ်နဲ့နေရမယ်ဒါစိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားခြင်းပဲနော်တွေ့တာမှုကင်းတဲ့နေရမယ်ဒါရှင်ဖယ်ရှားမယ်ဆိုတော့ဘယ်လိုလုပ်ဖယ်ရှားမလဲဖယ်ရှားတဲ့နီလန်းရောရှိရလားရှိတယ်ဖယ်ရှားတဲ့နီလန်းကိုမြတ်စွာဘုရားဟောတာဘာနဲ့ဖယ်ရှားမလဲတတ္တဝါပေါ်မှာတွေ့တာမှုလူပေါ်မှာတွေ့တာမှုနော်တွေ့တာမှုရှိပြီဆိုရင်အတုပဘာဝနာကိုပွားပြီးဖယ်ရှားရမယ်ဒါဖယ်ရှားတဲ့ဤစနစ်တစ်ခုပဲကာမိဆန္ဒဆိုတဲ့និဝရဏကိုဖယ်ရှားခြင်းလို့ရှိရင်ဟုတ်လားအဲ့ဒီလောဘမဖြစ်အောင်ဆန့်ကျင်မဲ့အာယုန်တစ်ခုကိုယူရလှတယ်လို့ထင်ပြီးတော့ကိုယ်စိတ်ကလောဘဖြစ်ရင်မလှတာကိုရွေးပြီးတော့ရှာတွေးရမယ်လို့ဆိုလိုတယ်လှတာကိုလှတယ်လို့တွေးနေလို့ရှိရင်ဒါတွေကလာတော့မှာပေါ့နော်ကြည့်ပါလားဓမ္မပဒမှာဟောထားတာရှိတယ်လေအတုပနုပတ္တိဝိဟရန္တာဣန္ဒရိယေတုအတံဝုတ္တဆိုတော့တုပနုပတ္တိဝိဟရန္တာဣန္ဒရိယေတုအတံဝုတ္တလှတယ်လို့ရှုနေမယ်ဣန္ဒြေကိုထိန်းသိမ်းဆောက်ရှောက်မှုမဖြစ်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီကာမိဆန္ဒဆိုတဲ့လောဘတွေလွှမ်းမိုးသွားမှာပဲအဲ့ဒါကြောင့်မလို့မလွှမ်းမိုးရအောင်အတုဝနုပတ္တိဝိဟရန္တာဣန္ဒြိယေတုတံဝုတ္တဣန္ဒြေထိန်းသိမ်းဆောက်ရှောက်ပြီးမလှပဘူးဆိုတာကိုမြင်အောင်ကြည့်ရမယ်လို့ဒီလိုပြောတာဧပမာတွေကအတုပဆိုလို့ရှိရင်တော့ဟိုအနိစ္စရောက်တဲ့လူပဲအောင်းမေ့တေဓမ္မအတုပလို့ထင်တာနော်အခုကမသေးခင်ကအတုပကိုသိဖို့မြင်အောင်လုပ်ဖို့လိုတာပေါ့မသေးခင်ကအတုပဆိုဟုတ်တယ်လေမနဲ့မိုးလင်းလာလို့ရှိရင်ဘာအရင်လောက်ရမသိပဲထားကြည့်လို့ရှိရင်ကိုယ့်ကိုယ်တော်သတိမှမဟုတ်ဘူးနော်အဲ့ဒါလို့ဒါကြောင့်မို့လို့ကိုယ်တဏ္ဍာမှာအညစ်အကြေးတွေအမတန်ထွက်ပြီးတော့မတင့်တယ်တာတွေကိုစဉ်းကျင်စဉ်းစားပေးရမယ်ဒါတစ်ခုတကယ်ကတော့အဲ့ဒီအတုပနမိတ်ဟာလည်းပဲအတုပအာယုံမတင့်တယ်ဘူးဆိုတဲ့အာယုံကိုမိမိစိတ်ထဲမှာတိဆောက်ပေးတယ်သို့မဟုတ်
အတုပဘာဝနာကိုကြိုးစားအထုတ်တယ်အိန္ဒြေတွေကိုထိမ့်သိမ်းဆောက်ရှောက်တယ်အစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းအတာတစ်ခုကိုသိတယ်ဒီအဘိဇ္ဇာဆိုတဲ့ကာမိဆန္ဒလောဘတွေမပေါ်လာအောင်ဟောပြောပြသပေးမဲ့ကလျာဏမိတ်တဆိုတာရှိတဲ့နဲ့နောက်ပြီးတော့အဲ့ဒီကာမဂုဏ်အာယုန်တွေကခင်းရခင်းချောင်းတက်လျော်တဲ့တရားစကားကိုနာယူမှတ်သားဖို့ဆိုတာလေလိုအပ်တယ်အထက်ကရာမှာကြတော့အဲ့ဒါလို6မျိုးပြဒါကာမိဆန္ဒပယ်ဖို့ရတရား6မျိုးကြိုးစားမယ်နံပါတ်1ကအတုပနမိတ်ကိုမှတ်ယူအောင်နံပါတ်2ကအတုပဘာဝနာကိုပွားရအောင်နံပါတ်3ကအိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်နံပါတ်4ကဘောဇဉ်နဲ့ပတ်သက်အစာအာဟာရနဲ့ပတ်သက်ပြီးတိုက်တာကိုသိရမယ်နံပါတ်5ကမိတ်ကောင်းဆွေကောင်းရှိရမယ်နံပါတ်6ကတင့်လျော်လျောက်ပတ်တဲ့တရားစကားကိုနာကြားရမယ်လို့ဆိုလိုတယ်ဟောအဲ့ဒီ6ခုကြိုးစားအထုတ်ခြင်းဖြင့်မိမိရဲ့စိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးလို့ဆိုတဲ့ကာမိဆန္ဒဒီနိဝရဏတော့မဟုတ်အဘိဇ္ဇာဆိုတဲ့ကာမိဆန္ဒနိဝရဏကိုဖယ်ရှားပြနိုင်တယ်ဒါစိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားခြင်းဆိုတာဒါနဲ့ဖယ်ရှားရမှာလို့ဆိုလိုတယ်နော်ဒီလိုဖယ်ရှားဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဗျာပါဒလူတွေကကောင်းတာနဲ့တွေ့ရင်လိုချင်တယ်ကောင်းတာနဲ့တွေ့ရင်လောဘဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်ဘာဖြစ်လဲဆိုရင်ဒေါသဖြစ်တယ်အဲ့ဒီဒေါသဆိုတာလဲစိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့အဲ့ဒီဒေါသကိုလည်းပဲဖယ်ရှားပြီးတော့ကြည်လင်အေးမြတဲ့စိတ်တတ္တဝါတွေအလုံးပေါ်မှာခွင့်လွတ်သိခံပြီးအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့နေနိုင်အောင်ကြိုးစားပါတဲ့အဲ့လိုနေနိုင်အောင်အတွက်ဗျာပါဒဆိုတဲ့ဒေါသကိုဖယ်ရှားဖို့ရအတွက်ဘာတွေလိုအပ်တုံးဆိုမေတ္တာရဲ့အာယုန်နမိတ်မေတ္တာရဲ့အာယုန်နမိတ်ဆိုတာဘာလဲဆိုရင်မေတ္တာထားလို့လွယ်တဲ့ကိုယ်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပေါ်မှာမေတ္တာပွားဒီလိုဆိုလို့ပြည့်ရပုဂ္ဂိုလ်ပေါ်မှာမေတ္တာပွားမေတ္တာကိုတိဆောက်တယ်ဆိုတာမုန်းတဲ့ပေါ်မှာသွားတိဆောက်လို့မရဘူးဒါကြောင့်မလို့ကိုယ်နဲ့ခင်တဲ့ပုဂ္ဂိုလ်ကိုယ်နဲ့ခင်တဲ့ပုဂ္ဂိုလ်ဆိုလဲလိန်တူတဲ့ပုဂ္ဂိုလ်ရွေးရလိန်ကွဲတဲ့ပုဂ္ဂိုလ်သွားရွေးလို့ရှိရင်စိတ်ပြောင်းသွားတယ်ဒါကြောင့်မို့လို့တဘာကဝိတဘာကလို့ခေါ်ပဘာကဆိုတာယောက်ျားယောက်ျားချင်းမျိုးသမီးမျိုးသမီးချင်းအဲ့ဒါလို့တူတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာကိုတိဆောက်အဲ့ဒီကိုမေတ္တာတိဆောက်ပြီးမေတ္တာဘာဝနာပွားများအားထုတ်ရမယ်နံပါတ်1ကမေတ္တာနမိတ်အာယုံကိုယူနံပါတ်2ကမေတ္တာဘာဝနာပွားနံပါတ်3ကဘာလို့ဆိုရင်ကံတန်လင်ကိုယ်ပိုင်ရှိတယ်ဆိုတဲ့သဘောတရားကိုဆင်ခြင်စဉ်းစားဒါမှအမုန်းမပွားတာငါမုန်းနေလို့ဘာဖြစ်မှလဲသူကနဲ့သူလာတာဟောဒီလိုတွေးလိုက်လို့ရှိရင်အမုန်းတရားကိုရှော့ချနိုင်တာပေါ့လူဆိုတာကိုယ်ကံနဲ့ကိုလာကြတာလို့ဆိုတာကိုဆင်ခြင်စဉ်းစားပေးရမယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်မေတ္တာရဲ့သဘောတွေနဲ့ပတ်သက်မေတ္တာရဲ့သဘောတွေကိုဆင်ခြင်စဉ်းစားပေးမယ်ဒေါသရဲ့အပြစ်တွေကိုဆင်ခြင်စဉ်းစားပေးမယ်အဲ့ဒီဆင်ခြင်စဉ်းစားပေးခြင်းဖြင့်လဲဗျာပါဒဆိုတဲ့စိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားနိုင်ပါတယ်တဲ့နောက်တစ်ခုကတော့မိတ်ကောင်းဆွေကောင်းရှိဖို့လိုတယ်ပေါ့မိတ်ကောင်းဆွေကောင်းရှိရမယ်နောက်တစ်ခုကတော့တင့်လျော်လျောက်ပတ်ကောင်းမြတ်တဲ့တရားစကားမျိုးကြားနာရမယ်ဟုတ်လားဗျာပါဒလို့ဆိုတဲ့သို့မဟုတ်ဒေါသလို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတစ်ခုဖယ်ရှားပစ်ခြင်းပဲဟောနောက်တစ်ခုစဉ်းစားကြည့်ထိဏမိတ်တာထိဏမိတ်တာကဘယ်လိုနေရာလာရတုံးဆိုရင်တရားနာတဲ့အခါမှာလာရတယ်တရားထုတ်တဲ့အခါမှာလာရတယ်ဟိုရုပ်ရှင်ကားကောင်းကောင်းကြည့်ဘယ်တော့မလားမိုးချုပ်လည်းမလားဘောလုံးပွဲကောင်းကောင်းကြည့်လည်းမလားဘူးအဲ့ဒါသိချာအဲ့တော့သူနဲ့မတည့်တာကတော့တရားတို့ကမ္မထာအထုတ်တာတို့သိမတည့်ဘူးအဲ့ဒါဆိုလို့ရှိရင်ထိဏမိတ်တာလာရတယ်တဲ့သူလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်ကမ္မထာထိုင်ခြင်းနဲ့အိတ်ငိုက်ခြင်းဆိုအိတ်ငိုက်ဖြောက်တဲ့နည်းတွေကအဲ့ထက်မှပြည့်ပြည့်စုံစုံဟောထားတာရှိတယ်အခုအဲ့ဒီထိဏမိတ်တာဆိုတာကိုဖယ်ရှားပြည့်ရမယ်ဖယ်ရှားမပြည့်လို့လူကအိတ်ချိန်ထိုင်မှန်စိတ်ဓာတ်တွေကျနေတယ်ဆိုရင်အသိဉာဏ်လည်းရောကျသွားတာပဲ
ခုနကျင်းမုံပြင်ကြီးကမှုံဝါးသွားသလိုပဲမျက်နှာပြီးပြင်းပြင်းမြင်ရမှာမဟုတ်ဘူးအိတ်လာပြီအိတ်ချင်လာပြီဆိုရင်ပြီးပြင်းပြင်းမမြင်နိုင်တော့ဘူးပေါ့နော်ဒါကြောင့်မလို့ပြီးပြင်းပြင်းမြင်မို့ရအတွက်ဌိနမိတ်တာကိုဖယ်ရှားပြအဲ့တော့ဌိနမိတ်တာဖယ်ရှားတဲ့အခါဘာနဲ့ဖယ်ရှားမှာတော့ဆိုဌိနမိတ်တာကျင်းအောင်ဘာလုပ်အောင်လဲဆိုရင်အလင်းရောင်စိတ်ထဲမှာစိတ်ရဲ့အလင်းရောင်တိဆောက်ရမယ်ခန္ဓာကိုယ်ထဲမှာစိတ်ရဲ့အလင်းရောင်ဆိုတာအလောကကတိုင်းတို့အလင်းရောင်တို့ကြည့်ပြီးအမှောင်နဲ့နေရင်အိတ်ချင်တယ်လူကကြောက်တတ်တဲ့လူဆိုရင်လည်းကြောက်တယ်တရေကြီးလာသလားကစေကြီးလာသလားနဲ့တွေးပြီးတော့ကြောက်တတ်တယ်အဲ့တော့အလင်းလေးရှိရင်လူကကြောက်လည်းပြေးတယ်အဲ့ဒါကြောင့်မလို့စိတ်မှလည်းပဲလင်းချင်းနေအောင်အလောကတင်ညာဆိုတာကိုကိုယ့်ရဲ့စိတ်ထဲမှာတိဆောက်တာအဲ့ဒါလို့တိဆောက်တဲ့အခါမှာသူ့ကိုအထောက်အကူပြုဖို့ဘာလဲဘာလို့တော့ဆိုတတိနဲ့တမ္ပစဉ္ညာနှစ်ခုနဲ့တိဆောက်ပြရမယ်အမြဲတမ်းတတိထားတတ်လာတယ်ဆင်ញင်စဉ်းစားနေတယ်ဟောအဲ့ဒါဆိုလို့ရှိရင်ဒီဌိနမိတ်တာဆိုတာဖယ်ရှားနိုင်တယ်လို့ဒီလိုပြောတာနော်ဟိုတွေးတွေးရင်လည်းမအိတ်ချင်တတ်ဘူးလူတွေပြောကြတယ်ညအတွေးလွန်သွားလို့အိတ်လို့မရဘူးဒါကအဲ့ဒီလိုဌိနမိတ်တာတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဘာနဲ့ဖယ်ရှားမလဲလို့ဖယ်ရှားတဲ့နည်းစနစ်တွေကိုပြေးထားတာတော့ဗိုက်တင်းအောင်မစားနဲ့တဲ့နံပါတ်1ကဗိုက်တင်းအောင်စားတာဌိနမိတ်တာကိုဖိတ်ခေါ်နေသလိုရှိတယ်နော်ဒါကိုယ့်ကိုဗိုက်တင်းအောင်စားကြည့်ရင်လူတွေကဗိုက်တင်းလာရင်အိတ်ချင်တယ်လေဒါကိုဗိုက်တင်းအောင်သိမစားနဲ့အလွန်ကြွကြီးမစားနဲ့အစာပြေုံလေးလောက်တင်စားတဲ့နောက်တစ်ခုကဘာတော့ဆိုရင်ဣရိယာပုဂ္ဂိုလ်ပြောင်းပြောင်းပြီးတဲ့ဟုတ်တယ်ထိုင်ကြီးနေရင်လည်းအိတ်ချင်လဲအိတ်နေရင်လည်းအိတ်ချင်အဲ့တော့ထိုင်လိုက်ထားလိုက်သွားလိုက်ဒီလိုလုပ်ပေးပါငါတဲ့ဒါကြောင့်မလို့တရားထိုင်တဲ့အခါမှာကြည့်လေထိုင်ကြီးမနေရဘူးနာမည်ရတာတရားထိုင်တယ်လို့ပြောတာလေထိုင်ကြီးမနေရဘူးဈဉ္ညာလည်းရှောက်ရတယ်ဣရိယာပုဂ္ဂိုလ်ပြောင်းပြောင်းပေးပါတဲ့နံပါတ်3ကတော့အလင်းရောင်ကိုနှလုံးသွင်းပေးတဲ့နံပါတ်4ကတော့အိမ်ထဲမှာမနေနဲ့အပြင်ထွက်နေဆောက်ဦးထဲမှာမနေနဲ့အပြင်ထွက်နေပြင်ထွက်နေရင်တော်နဲ့မအိတ်ချင်ဘူးပေါ့နံပါတ်5နဲ့နံပါတ်6ကတော့မိကောင်းဆွေကောင်းရှိပါစေမိကောင်းဆွေကောင်းနဲ့ပေါင်းပြီးတော့နောက်တပ္ပယကထာဌိနမိတ်တာကိုဖယ်ရှားဖို့အတွက်တင့်လျောက်ပတ်တဲ့တရားစကားများကိုနာကြားပါတဲ့အဲ့ဒါမှဒီဌိနမိတ်တာကိုဖယ်ရှားပြနိုင်မယ်ဒီလိုဆိုတာဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဥဒိစ္စကုက္ကုစဥဒိစ္စဆိုတာအာယုန်တစ်ခုတည်းကိုစိတ်ကိုစူးစီးလို့မရဘူးစိတ်တွေလွင့်ပြန်နေတယ်ကုက္ကုစဆိုတာတွေးပြီးတော့စိတ်ထဲမှာစိတ်မကောင်းဖြစ်နေတာအဲ့ဒီနှစ်ခုလုံးဟာစိတ်ရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးပြတာတွေဖြစ်တယ်စိတ်မငြိမ်းချမ်းဘူးဒါမို့စိတ်ငြိမ်းချမ်းမှုကိုယ်စိတ်ကလေးဟာမိမိရဲ့တဏ္ဍာမှာစိတ်ကလေးငြိမ်းတော့အောင်ဝိပဿနာစိတ်ကလေးငြိမ်းနေအောင်လုပ်ရမယ်အဲ့ဒါလိုငြိမ်းနေအောင်လုပ်ဖို့အတွက်ဘာတွေလုပ်ရမလို့ဆိုလို့ရှိရင်နံပါတ်1ကစိတ်ကလေးငြိမ်းချမ်းအောင်တဲ့ဘောဓုတရှာမိရဟုတ်တယ်စာဖတ်နေရင်လည်းအဲ့လိုမအိတ်ချင်သိကျင်တာတွေရှာဝေစူးစမ်းနေရမယ်ဘောဓုတရှာနံပါတ်2ကမိကုံးလေးတွေထုတ်မေးစဉ်းစားတဲ့အခါမိကုံးလေးတွေထွက်မေးတတ်တဲ့အလေးထားရှိတယ်နံပါတ်3ကဘာတော့ဆိုလို့ရှိရင်ဆုံးမတဲ့အချက်လက်တွေလူတွေဆိုစီးမြင်စည်းကမ်းနဲ့ပတ်သက်တာတွေကျွမ်းကျင်လိမ္မာအောင်လုပ်ရမယ်နံပါတ်4ကဘာတော့ဆိုရင်ကိုယ့်တဲ့အသက်အရွယ်ကြီးပြီး၄စားလောက်တဲ့ပုဂ္ဂိုလ်တွေစိတ်ကရအဖိုးကြီးတွေဆိုတာစကားပြောချင်တော့အဲ့ဒီသူပြောတာနားထောင်နော်အသက်အရွယ်ကြီးလာလို့ရှိရင်စကားပြောပဲလိုက်ရှာတယ်လေသူကဘုဒ္ဓတာတွေပြောမကုန်ဆုံးမကုန်ဟုတ်လားအဲ့လိုပုဂ္ဂိုလ်တွေကိုစိတ်ကလို့ရှိရင်တော့အဲ့ဒါစိတ်လေးငြိမ်းချမ်းမှုတွေသူ့စီကဘုဒ္ဓတာတွေရလာနိုင်တယ်ဒါဒီလိုဆိုထားတယ်နောက်ပြီးတော့ကလျာဏမိတ်တာရှိရမယ်
တင်းတင်းလျောက်ပတ်တဲ့တရားစကားနာရမယ်လို့ဒီလိုဆိုဟောနောက်ဆုံးစိတ်ရဲ့အညစ်အကြေးတစ်ခုကဘာလို့ဆိုဝိသိကိစ္စဝိသိကိစ္စဆိုတာဘာကိုပြောတာတော့ကုသိုလ်တရားနဲ့ပတ်သက်လာပြီးတော့သို့လောတွေးတာကုသိုလ်နဲ့ပတ်သက်လာတဲ့အခါမှာတန်တရားတွေဖြစ်တာမျိုးတွေအဲ့ဒါကြောင့်မလို့ဒီဝိသိကိစ္စကိုကြော်လွှားနိုင်အောင်ကြိုးစားပြီးတော့အကထံကတိကုသလေတုဓမ္မေတုဝိဟရတိအကထံကတိကုသလေတုဓမ္မေတုကုသိုလ်တရားတွေနဲ့ပတ်သက်လာပြီးတော့သို့လောတွေးတောယုံမှခြင်းမရှိဘူးမှာပဲတရားအထုတ်တယ်တရားအထုတ်တဲ့တရားနဲ့သို့လောရွေးတော့တုံတန်းတွေးတောတာမရှိဘူးတမာရီနဲ့ပတ်သက်ပြီးသို့လောတွေးတောယုံမှားတာမရှိဘူးအသိပညာနဲ့ပတ်သက်လာတွေးတောယုံမှားတာမရှိဘူးအဲ့ဒါလို့ယုံမှားမှုဆိုတာရှိနေလို့ရှိရင်အလုံးမဖြစ်ဘူးယုံမှားတယ်ဆိုတာခြိတုံချတာတွေတာပထလက်နဲ့တည်းရောက်သွားတာ ਨੇ တူတူပဲတွေလကစားတာဟုတ်သလားမဟုတ်ဘူးလားစိတ်ကနှလုံးတစ်ခွဖြစ်နေအဲ့ဒါလို့တန်တရားလို့ဆိုရမခိုင်ပါဘူးလှုပ်ရှားနေဟိုဘက်လို့ဒီဘက်လို့ရိမ့်ရိုင်နေတယ်အဲ့ဒီသဘာဝတရားတွေကိုယ်တဏ္ဍာမှာဖြစ်ရင်ဒါလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့အဲ့ဒါလည်းဖယ်ရှားနိုင်အောင်ကြိုးစားအဲ့ဒါကိုဖယ်ရှားဖို့အတွက်ဘာလို့ရမလဲဘောဓုတ္တစီဘူးကဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်မှတန်တရားဆိုတာခင်းတယ်ဘောဓုတ္တမရှိရင်တန်တရားမကင်းနိုင်ဘူးတဲ့နောက်တစ်ခါခုနအတိုင်းပဲပရိပု္ပ္ပစကတာမေးမြန်းတတ်ရမယ်မိကုံးနေမေးတယ်မိကုံးမေးတယ်ဆိုတာတာမန်ပုဂ္ဂိုလ်မမေးတတ်ဘူးပြောတာအမေနွားကြောင်းသားတဲ့ခဲနွားကြောင်းသားသူ့နွားကြောင်းတယ်ဘယ်လိုလုပ်ပြီးတော့မေးတတ်မလဲနော်အမေနွားကြောင်းအဖေဖျားလောင်းတယ်ဆိုတာစကားအနေနဲ့သာပြောတာပါနွားကြောင်းသားကမေးတတ်လို့ရှိရင်တော့ဘယ်နှမှာမျက်ခင်းရှိတယ်လဲမေးခြင်းမိမှာပေါ့ဘယ်တော့ဘယ်မျက်ကြိုက်တယ်လဲမေးခြင်းမိမှာပေါ့တရားနဲ့ပတ်သက်လို့မေးနိုင်မှာမလားအဲ့တော့မေးခွန်းထုတ်နိုင်တယ်ဆိုတဲ့အရေးချင်းကနဲတဲ့အရေးချင်းမဟုတ်ဘူးပေါ့အဲ့တော့မေးခွန်းဆိုလိုတာကတော့အဲ့ဒီစကားပုံဆိုလိုတာကတော့ तू ကမေးတဲ့ပုဂ္ဂိုလ်ကလွယ်တယ်ဖြေတာကတော့ဘုရားလောင်းလို့ဟာမျိုးမှဖြေနိုင်တယ်လို့ဒီလိုပြောချင်တာနဲ့တူပါတယ်သို့တော့မေးတာကမလွယ်ဘူးလို့ပြောမေးတတ်ဖို့ကမလွယ်အစင်မရှိတဲ့မေးခွန်းတော့မေးလို့ရတာပေါ့သမင်းဆိုင်ဘယ်နှရှိတယ်စားသောက်ဆိုင်ဒီလိုမေးခွန်းမျိုးတော့မေးလို့ရမှာပေါ့တရားဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းကြတော့အဆင့်ရှိတဲ့မေးခွန်းကိုအဲ့တော့ဒါမို့လို့မေးခွန်းမေးထားရမယ်စီမင်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာမှုရှိရမယ်နောက်တစ်ခုကဘာလို့ဆိုအရာရာဟာစိတ်ကိုဆုံးဖြတ်နိုင်ရမယ်ဆုံးဖြတ်တဲ့လေးချက်တစ်ခုလို့ဒါပဲတေးကြတယ်ဆိုတဲ့ဆုံးဖြတ်မှုလေးချက်ရှိရနောက်မိကောင်းဆွေကောင်းရှိရမယ်သင်လျော်လျောက်ပတ်တဲ့တရားစကားမျိုးကိုနားရမယ်6မျိုးမဟာသတိပဋ္ဌာန်သုတ်တအထက်ကထာမှာဒါတွေကိုရှင်းလင်းဖော်ပြထားအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ဒီနီးစနစ်တွေကိုစာပေကျမ်းဂန်ထဲမှာအပြည့်စုံပေးထားတယ်။ဘာဖြစ်လို့ဒီစနစ်တွေဒီအဘိဇ္ဇာပြပါဒဌိနမိတ်တဥဒိစ္စကုက္ကုဇဝိသိကိစ္စဆိုတဲ့ဒီနိဝရဏတရားတွေကိုဖယ်ရှားပြရမလဲလို့ဆိုရင်နိဝရဏဆိုတာစေတသောဥပ္ပကိလေသာစိတ်ကိုညှဉ်းနှွမ်းစေတတ်တယ်စိတ်ကိုပူပန်စေတတ်တယ်စိတ်ကိုနှိပ်စက်တတ်တယ်သူတို့ဖြစ်လာရင်စိတ်မချမ်းသာဘူးနော်စိတ်မချမ်းသာဘူးစိတ်ဆင်းရဲလာတယ်အဲ့ဒါကိုယ့်ဘက်ကိုဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်နော်ဒါတွေဖြစ်လို့စိတ်ချမ်းသာတာလားစိတ်မချမ်းသာတာလားတော့မဟုတ်စိတ်ညှဉ်းနှွမ်းတာလားစိတ်ဖြူစင်တာလားကိုယ့်ဘက်ကိုလက်တွေ့ကျင့်သုံးကြည့်ပြီးတော့ပညာယထုပ္ပလိကရဏီတဲ့ဒါတွေဖြစ်လာလို့ရှိရင်အသိပညာလည်းအပြော့သွားတယ်မိမ့်သွားတယ်ဒီလိုဆိုလို့ဒါကြောင့်မလို့အဲ့ဒါတွေကိုဖယ်ရှားရမယ်မြတ်စွာဘုရားကဥပမာတွေနဲ့ဟောထားတယ်ကာမိဆန္ဒဘာဖြစ်လို့ဖယ်ရှားပြစ်တဲ့တယ်လဲဆိုလို့ရှိရင်ကာမိဆန္ဒဆိုတဲ့ဒီនិဝရဏအကျွေးနဲ့အလားတူတူတယ်လောကမှာလူတယောက်ဟာသူများစီကကျွေးတွေယူထားတဲ့လူတယောက်အနေထားတစ်ခုကြည့်ကျွေးမပေးနိုင်ဘူးဆိုတဲ့လူတယောက်ဟာကျွေးရှင်တွေကျင့်တတ်လောက်အောင်မလုပ်ရပေဘူးလားကျွေးရှင်နဲ့ရှေ့ကြလို့ရှိရင်သူကပြပြဝတ်နေရဟုတ်ကလားကျွေးအတင်းတောင်းမှကြောက်တဲ့အခါကျတော့ကျွေးရှင်တွေ့ရမှလည်းကြောက်တယ်စကားကိုလည်းပြည့်ပြည့်အောင်ပြောရတယ်ကျွေးရှိနေလို့ရှိရင်သူများကျွေးမတင်တဲ့ပုဂ္ဂိုလ်ကြတော့ဒါမျိုးတွေမလိုတော့ဟ
အဲ့တော့ကာမိဆန္ဒဆိုတဲ့ဒီကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာတဲ့လောဘရှိနေတဲ့ပုဂ္ဂိုလ်ဟာအရာရာမှာအရှုံးပေးနေဟုတ်တယ်ဒီဟာလောဘကြီးတဲ့လူကအရှုံးပေးဒါကြောင့်မို့လောဘကြီးရင်စကားချိုးတဲ့စကားကိုချိုးပြောနေတာမချိုးခြင်းမဲနဲ့လည်းချိုးနေတာလောဘကြီးတော့စကားချိုးအဲ့ကာမိဆန္ဒဆိုတာကျွေးနဲ့အလားတန်တူတယ်တဲ့ကျွတ်တင်နေတဲ့လူတယောက်ဒီကျွေးရှိနေသေးတဲ့မြတ်ကာလပတ်လုံးစိတ်မအေးရဘူးကျွေးတွေကိုခြေလက်အောင်ပေးပြီးတော့လုပ်ငန်းအောင်မြင်လို့ကျွေးတွေလည်းအကုန်အောင်ဆက်နိုင်ပြီသူများကျွေးတွေမရှိဘူးဆိုတော့မှလက်မထောင်နိုင်တယ်အဲ့ဒါလိုပဲဘုန်းကြီးတို့တွေကာမိဆန္ဒဆိုတဲ့နိဗ္ဗာန်တရားကိုစိတ်ထဲကနေဖယ်ရှားပြစ်လိုက်လို့ရှိရင်ကျွေးကင်းသွားတဲ့လူရဲ့ဝမ်းသာမှုမျိုးခံစားရမယ်လို့ဒီလိုပြောနော်ကျွေးကင်းတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုးကိုအဲ့ကြမှာရအဲ့ဒါမဟုတ်ရင်မရဘူးကျွေးတင်နေတဲ့ပုဂ္ဂိုလ်လိုပဲအရာရာမှာအရှုံးပေးနေရအရာရာမှာအရှုံးပေးနေရနောက်တစ်ခုဗျာပါဒဆိုတာတော့ဘာနဲ့တူတုံးဆိုရင်ယောဂနဲ့တူတယ်ယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တရားဟာလေကြည့်တွင်လည်းစားလို့မကောင်းဘူးစိတ်ထဲမှာလည်းမပျော်ဘူးဟောယောဂရှိနေပြီဆိုလို့ရှိရင်ဘယ်ဟာမှအရာမရှိတော့စိတ်ဆိုးနေတဲ့လူတယောက်ဟာလည်းအဲ့တိုင်ပဲဘာမှမထူနော်ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကဲကလေးလေးတွေစိတ်ကောက်နေရင်ထမင်းစားရလားစားဘူးနော်နေမကောင်းနေတဲ့လူရောထမင်းစားရလားခိုးစားတာကြတော့လူမသိမှမသိတာနော်သို့တော့နေမကောင်းတဲ့ပုဂ္ဂိုလ်ထမင်းမစားချင်တယ်လို့ပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်လည်းအစာမစားချင်ဘူးဟုတ်ကဲ့လားစားရင်လည်းမမြိတ်ဘူးဒီလိုဖြစ်တာဟောအဲ့ဒါကြောင့်မို့လို့ဗျာပါဒဆိုတာစိတ်ကိုဖောက်ပြားသွားစေတယ်လို့ယောဂနဲ့အလားတန်တူတယ်အေးယောဂပြောက်လို့ကျမ်းမာလာတဲ့ပုဂ္ဂိုလ်တယောက်ထမင်းလည်းစားခြင်းနဲ့စားတဲ့ခါမှလည်းရတာရှိတယ်ဟောယောဂမရှိတဲ့ပုဂ္ဂိုလ်ကကျမ်းမာရေးကောင်းလာပြီဆိုရင်ဘာစားရတာရှိတော့ဝမ်းသာယောဂဖြစ်တုန်းကစိတ်ညစ်ရတယ်ယောဂလည်းပြောက်ရောဟိစားလို့ကောင်းထမင်းနေလည်းစားလို့ကောင်းပြီဆိုပျော်ရတယ်လို့ပဲတဲ့ဗျာပါဒဆိုတဲ့တရားကိုဖယ်ရှားပြစ်နိုင်လို့ရှိရင်လေကျမ်းမာတဲ့ပုဂ္ဂိုလ်ရဲ့ပျော်ရွှင်မှုမျိုးပျော်ရွှင်ရမှာပါဒါကြောင့်မို့ဒီစိတ်အညစ်အကြေးကိုဖယ်ရှားနိုင်အောင်ကြိုးစားဒီလိုဆိုတာနော်ဟောနောက်တစ်ခုကခိနမိတ်တာဆိုတာဘာနဲ့အလားတန်တူတော့ဆိုရင်ထောင်ကြီးနဲ့အလားတန်တူထောင်ကျနေတဲ့လူတယောက်ဟာဘာပွဲလန်းတဲ့ပင်ရှိသူပါဝင်ခွင့်ရရလားမရပါဘူးဗျာအေးအိတ်ပြောနေတဲ့ပုဂ္ဂိုလ်ကဘယ်တရားပွဲမှမရောက်ဘူးဘယ်တရားစကားမှလည်းသူမကြားလိုက်ရဘူးအိတ်ပြောနေလို့ရှိရင်ဟုတ်ကဲ့လားမှန်ပါဗျာအိတ်ချင်နေတဲ့ပုဂ္ဂိုလ်ကဇကားကောင်းအောင်လည်းလွတ်သွားတာပဲငယ်တော့ကြားဘူးတယ်ပြောကြတာဆရာတော်ကြီးတစ်ပါးတရားဟောရင်ဟောတာတမန်ရှင်းတော့ကတော့ဇက်ပွဲတွေကသူကခစ်စားတာခုခေတ်တော့ဇက်ပွဲတွေကသိမခစ်စားတော့ဘူးတမန်ဇက်ပွဲတွေလူတွေကညာလုံးမောက်ဇက်ပွဲကြည့်တာဟုတ်တညာလုံးဆိုတော့ပြင်းစရာအကောင်းဆုံးကဘာတော့ဆိုလို့ရှိရင်ဝန်ကြီးတွေစကားပြောတဲ့အခါတော့ပြင်းစရာကောင်းတာပေါ့နော်ဆိုဇက်မျောနာမင်းသားမင်းသမီးထွက်မှသူကတချင်းဆိုတာတို့ဘာတို့ဒါတော့ပဲသူကစိတ်ဝင်စားတာဟုတ်အဲ့တော့ဒကမာကြီးတယောက်ကဝန်ကြီးတွေစကားထွက်နေတဲ့အချိန်သူကအိတ်လဲအိတ်ချင်တယ်မင်းသားထွက်တဲ့အခါကျတော့လေလွတ်သွားမှဆိုတော့သူနာလူတွေကိုလက်တွပ်ပြီးတော့မှားတာအသက်ထွက်ရင်ပြောသမှာအသက်ဆိုတာဘယ်သူပြောတာတုံးလို့ဆိုတော့တသက်စိတ်ကိုပြောတာကဲအသက်ထွက်ရင်ပြောသမှာတဲ့အခုလည်းပဲအဲ့လိုဟာမျိုးလဲရှိမှာပဲဇာကြည့်တဲ့အခါမှာနော်ဒီပြင်အချိန်တော့အိတ်မပေါ့လေအသက်ထွက်ရင်ဘယ်လိုလုပ်ပြောမလဲကိုကြိုက်တာကြတော့အဲ့လိုကြည့်ချင်ဆိုလိုတာကဌိနမိတ်္ထဆိုတာတွေလွှမ်းမိုးနေမယ်ဆိုရင်ဘာမှသိလိုက်မှာမဟုတ်ဘူးတဲ့လူဟာအိတ်မောကြနေတဲ့အခါမှာကောင်းတာတွေဆိုလည်းမသိလိုက်ဘူးတန်လျာကြီးထဲမှာဒီလိုအိတ်မောကြနေတဲ့လူတွေညုံလာလေအိတ်မောကြတဲ့အကောင်တကောင်ကြားဘူးတယ်မဟုတ်လားဘာတဲ့တုံးအေးကာလနဂါဘုရားတဆူပွင့်သွားလိုက်သူကအိပ်ပျော်သွားလိုက်ဘုရားတဆူပွင့်လိုက်ရွှေခွက်မျောတဲ့အခါမှာရွှေခွက်ချင်းတိုက်နိုးတဲ့နော်
အဲ့ဒါလို့အိမ်မောကြနေတဲ့ပုဂ္ဂိုလ်တရားဟာသစ္စာလေးပါးတရားဘယ်လိုလုပ်နာခွင့်ရမှာလဲအဲ့တော့ထောင်ကြနာနဲ့မတူဘူးလားဒါကြောင့်မို့လို့ဌိနမိတ်တာကိုထောင်လို့နှိုင်းရှင်ပြီးတော့မြတ်စွာဘုရားဟောတာထောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်တရားဟာတဲ့ဘလောက်ပျော်စရာကောင်းတဲ့ပွဲသမီးနေဖြစ်ဖြစ်သူခံစား권မရှိဘူးအေးထောင်ကလွတ်လာပြီဆိုလို့ရှိရင်ပျော်စရာတွေအလုံးသူခံစားရပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်တဲ့ဟောအဲ့ဒီလိုဌိနမိတ်တာကိုပယ်ရှားလိုက်နိုင်မယ်ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်เสียရည်ကျုံလာမှာရဲ့လို့ဒီလိုပြောတာเนาะနောက်တစ်ခုကဘာလို့ဆိုရင်ဥဒိစ္စခုတ်ကုဆာအဲ့ဒါဟာကျွန့်ဘဝနဲ့အလားတန်တူတယ်စိတ်တွေလေးနေတာတို့တန်တရားတွေစိတ်တွေလေးပြီးတော့စိတ်ပူပန်နေတာကျွန့်ဘဝနဲ့အလားတန်ကျွန့်ဘဝဆိုတာဘာမှမလွတ်လပ်ဘူးအရှင်သခင်နေခိုင်းတာပဲလောက်ရတယ်သူ့ဘသူမပိုင်ဘူးကိုယ်ကိုမပိုင်ဘူးမပိုင်တဲ့ဘဝမှာဆိုရင်ဘာမှခံစားနိုင်ခွင့်မရှိဘူးပေါ့သူ့မှာခံစားခွင့်မရှိဘူးအဲ့ဒီလိုပဲဥဒိစ္စကုက္ကုစတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာတရားရဲ့အရာသာမှခံစားရမှာမဟုတ်ဘူးလေမလွတ်လပ်တဲ့ဘဝစိတ်ရဲ့ခြေကျွံဖြစ်ပြီးတော့ဒီလွင့်ပြန်ပြီးတော့နေတဲ့အာယုန်ရဲ့အရာသာဘာမှလည်းသူမခံစားလိုက်ရဘူးစိတ်ရဲ့ပူပန်မှုတွေကုက္ကုစတွေဖြစ်နေသည့်အတွက်ကြောင့်ကျွန်းတရားဟာလွတ်လွတ်လပ်လပ်ကိုယ်ဆန္ဒအတိုင်းဘာမှလုံနိုင်ခွင့်မရှိတယ်လို့ပဲဒီဥဒိစ္စကုက္ကုစတွေလွှမ်းမိုးနေတဲ့စိတ်ဟာလေဘာမှအနှစ်သာရသိလိုက်မှာမဟုတ်ဘူးတဲ့အေးဥဒိစ္စကျွန်းဘဝကလွတ်လာပြီးကိုယ့်ကိုယ်ပိုင်းလာပြီးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ကိုယ့်ကိုရွေးချယ်လာပြီးတော့ကောင်းတို့ရဲ့ဟာတွေသိရှိလာတယ်လို့ပဲဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်တဲ့ဥဒိစ္စကုက္ကုစတို့ဖယ်ရှားပြစ်လိုက်ရင်လည်းအဲ့ဒါလိုဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ပေါ့နောက်တစ်ခုကဝိသိကိစ္စဘာလဲလို့ဆိုရင်ကန္တရခရီးကြီးနဲ့လာသရံတူတယ်ကန္တရခရီးကြီးကိုရှေးတုန်းကသွားတဲ့အခါဒီတိုင်းလက်ကြီးသွားတာမဟုတ်ဘူးရွှေတို့ငွေတို့ကြီးတွေနဲ့သွားတာရွှေတို့ငွေတို့ကြီးတွေနဲ့သွားတော့ဒီကန္တရခရီးကြီးဆိုအမြဲတမ်းအန္တရာယ်များတယ်လူဆိုးတွေအခိုးတွေဓမြတွေရှိနေအဲ့ထဲသွားရတယ်ဆိုအမြဲတမ်းအန္တရာယ်ကြီးတာကိုယ်ထဲမှာပါလာတဲ့ယရနာတွေကိုအလုခံမှကြောက်တယ်အလုခံမှကြောက်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုစဉ်းစားကြည့်အမြဲတမ်းတန်တရားနဲ့ဘယ်နှများတွေ့မလို့ဘယ်နှများတွေ့မလို့ဒီလိုမဖြစ်ပေဘူးလားအေးကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းကုသိုလ်တွေနဲ့ပတ်သက်လာလို့ရှိရင်လည်းဝိသိကိစ္စရှိနေတဲ့ပုဂ္ဂိုလ်ကအဲ့လိုပဲတန်တရားတွေနဲ့သွားနေဟောငြိမ်းချမ်းတဲ့နယ်မြေခုခေတ်လို့ဆိုအဖြူရောင်နယ်မြေပေါ့နော်အဖြူရောင်နယ်မြေရောက်ရင်ဘာမှကြောက်စရာမလိုဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့စိတ်အေးချမ်းလက်ချမ်းမသွားနိုင်ဘူးလားအေးဝိသိကိစ္စဖယ်ရှားပြစ်လိုက်လို့ရှိရင်ကုသိုလ်ကောင်းမှုတွေမှာစိတ်ဟာအေးချမ်းသွားတယ်ပေါ့ဝိသိကိစ္စရှိနေရင်စိတ်ကမအေးချမ်းဘူးတန်တရားတွေလွှမ်းမိုးနေတယ်ဒါကြောင့်မို့လို့ဝိသိကိစ္စကိုပစ္စည်းဥစ္စာတွေနဲ့ကန္တရခရီးဆိုးကြီးကိုသွားနေရတာနဲ့အလားတန်တူတယ်လို့သက်စွာပြဒီလိုခေါ်တာအဲ့တော့စိတ်ရဲ့အညစ်အကြေးတွေဟာကျွေးနဲ့တူတဲ့ကာမဆန္ဒယောဂနဲ့တူတဲ့ဗျာပါဒထောင်နဲ့တူတဲ့ဌိနမိတ်ကျွန့်ဘဝနဲ့တူတဲ့ဥဒိစ္စကုက္ကုစကန္တရခရီးကြီးကိုသွားရတာနဲ့အလားတန်တူတဲ့ဝိသိကိစ္စအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်အဲ့ဒါတွေကိုမဖယ်ရှားဘဲနဲ့နိဗ္ဗာန်ကိုရတဲ့ပုဂ္ဂိုလ်လောကတရားအောင်မှမရှိဘူးနော်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီလမ်းနဲ့သွားတာကြီးအကုန်ဒါဖြင့်ဗျာဝိတခါခုနှစ်နှစ်သမီးလေးတွေဘုရားတရားဟောတာရဟန်းတော်ဘာဖြစ်သွားတယ်ဆိုတာရောဒါတွေမဖယ်ရှားဘဲနဲ့ဖြစ်သွားတာလားဘယ်ဟုတ်မှဒါတွေဖယ်ရှားသွားတာဒါတွေမဖယ်ရှားဘဲနဲ့သစ္စာလေးပါးမမြင်နိုင်ဘူးနိဗ္ဗာန်ဆိုတာလည်းမမြင်နိုင်ဘူးဟုတ်ကလားသစ္စာလေးပါးဆိုတဲ့အထဲမှာနိဗ္ဗာန်ပါတယ်လေနိဗ္ဗာန်ပါတယ်နိဗ္ဗာန်ကိုမြင်မို့ရသစ္စာလေးပါးမြင်မှာအဲ့ဒါကြောင့်မို့လို့ဒါတွေကိုမဖယ်ရှားနိုင်ပဲနဲ့ကြီးကြီးလင်းလင်းပြီးပြီးပြင်းပြင်းမြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားရမှာဖြစ်တယ်စိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားခြင်းနိဝရဏတရားတွေကိုဥတည်ပြီးတော့ဟောကြားတဲ့စိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားခြင်းဆိုတဲ့ဒီတရားကိုနာပြီးတဲ့အခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အတိုင်းတို့ရဲ့တဏ္ဍာမှာဒီစိတ်ရဲ့အညစ်အကြေးတွေရှိနေသလားရှိနေလို့ရှိရင်တို့တွေဖယ်ရှားဖို့ကြိုးစားရမှာဖြစ်တယ်ဖယ်ရှားတဲ့နည်းစနစ်တွေကိုမှတ်သားပြီးတော့လုံးဝမဖယ်နိုင်လို့ရှိရင်လည်းအပြော့တော့တ
တဖြည်းဖြည်းချင်းပါသွားအောင်ဒီအညစ်အကြေးတွေတို့ဖယ်ရှားမှာလို့ကိုယ်စီသဘောကျပြီးတော့စိတ်ရဲ့အညစ်အကြေးများကိုဖယ်ရှားနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း